အားလုံးပဲမင်္ဂလာပါ Hero Max Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Max ပါဒီနေ့မှာတော့မာဘယ်ရဲ့ထူးခြားဆုံးနဲ့အစွမ်းတဆုံးမော်ဆရာတယောက်ဖြစ်တဲ့ဒေါက်တာ Stephen Strange အကြောင်းကိုစားကနေအဆုံးထိအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်သူဘလို့လူတယောက်ကနေဒီလိုဖြစ်လာခဲ့တာလဲသူ့ရဲ့စွမ်းနေရအောင်ဘာတွေဖြစ်မလဲ MCU ထဲမှာသူ့ရဲ့ခန်းကဏ္ဍကဘယ်လောက်ထိရေးပါလဲဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းတင်ဆက်ပေးသွားမှာမလို့ဆုံးဖြတ်ကြည့်ရှုပေးကြပါဦးကဲဗီဒီယိုလေးစလိုက်ကြရအောင်ဒေါက်တာစထရိန်းကအစကတည်းကဒီလိုမျိုးမှော်အတက်အစွမ်းနေရှိခဲ့တာမဟုတ်ပါဘူးတကယ်တော့သူကမာဘယ်ဆက်ကြောက်လာတဲ့မှာအောက်ခြေလွတ်ပြီးတော့အောက်ကျမခံချင်ဆုံးဇက်ကောင်နေတဲ့တယောက်ဖြစ်ခဲ့တာပါသူကအလွန်တော်ပြီးတော့နာမည်ကြီးတဲ့အာရုံကျော်ခွဲသိမ်းဆရာဝန်တယောက်ဖြစ်ခဲ့ပါတယ်ပြောရရင်တော့စေပညာလောကရဲ့တိုနီစတာလို့တောင်တင်စားလို့ရပါတယ်ကာတွန်းစာအုပ်တွေထဲမှာဆိုရင်စထရိန်းကထိပ်တီးတဲ့အထိပ်တီးပညာရှင်တယောက်ပါသူ့ရဲ့လက်တွေဟာသူ့အတွက်ဖိုးတန်ဆုံးပိုင်ဆိုင်မှုတွေဖြစ်ပြီးတော့တခြားသူတွေအိမ်မက်တော်မမှတ်ရဲတဲ့အသက်ကဲခွဲစိတ်မှုတွေကိုတိတိကျကျလှုပ်ဆောင်နိုင်တဲ့လက်နက်တွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူအောင်မြင်ကြော်ကြားရတာသူ့ရဲ့ကျွမ်းကျင်မှုကြောင့်လည်းမဟုတ်ဘဲနဲ့ငါ့ကိုဘယ်သူမှမရှင်းနိုင်ဘူးဆိုတဲ့ပြတ်သားတဲ့ယုံကြည်ချက်ကြောင့်လည်းပါပါတယ်အဲ့ဒီလိုကိုယုံကြည်မှုလွန်ကဲတာပဲဒေါက်တာစထရိန်းဆိုတဲ့လူတစ်ယောက်ပြစ်တိစေခဲ့တာပါကောမစ်တွေကတူရဲ့ဇာတ်ကြောင်းကတော့ဒေါက်တာစထရိန်းကိုစာရေးဆရာစတန်လီနဲ့ဗီဒီယိုစတီဒီကိုတို့ကဖန်တီးခဲ့တာဖြစ်ပြီးတော့1963ခုနှစ်မှာထွက်တဲ့ Stain Taylor အမှတ်130မှာပထမဆုံးစတင်ပါဝင်လာခဲ့တာပါအစကတည်းက Strange ကိုအစွမ်းသားရှိပေမဲ့ကိုပဲဗဟိုပြုတဲ့ဇက်ကောင်ဖြစ်ပုံဖော်ခဲ့ပါတယ်သူဟာသူ့ရဲ့မာနာနဲ့အတက်မိုးရမ်းကြောင့်အောင်မြင်မှုအတွက်ပဲလေးထားခဲ့တာပါဒါပေမဲ့ဇလန်းကောင်းတွေရဲ့ထုံးစံတိုင်း Strange ရဲ့ဘဝကရုတ်တရက်ပြောင်းလဲပြီးဖြစ်သွားခဲ့ပါတယ်ညတညမှာ Strange ကပြင်းထန်တဲ့ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့သူ့ရဲ့လက်နှစ်ဖက်စလုံးထာဝရပျက်စီးသွားခဲ့ရပါတယ်ဒါဟာတာမန်ရိုးကျိုးတဲ့အခြေအနေမျိုးမဟုတ်ပါဘူးသူ့လက်ထဲကအာယုံကြောတွေပြတ်တောက်သွားတာဖြစ်လို့ကမ္ဘာတော်ဆုံးဆရာဝန်တွေတောင်မှမကူတာပေးနိုင်တော့ပါဘူးရလက်အနေနဲ့သူကခွဲစိတ်မှုတွေမလုံးနိုင်တော့ဘဲနဲ့သူ့ရဲ့ဘဝရှင်သန်မှုရည်မှန်းချက်တွေပါပျောက်ဆုံးသွားခဲ့ရပါတယ်ကမ္ဘာတော်ဆုံးဆရာဝန်ဘဝကနေဘာမှမရှိတဲ့လူတယောက်ဖြစ်သွားတာသူ့ကိုကြီးကျယ်စိတ်သက်သာသွားစေခဲ့ပါတယ်စပိန်ဟာသူ့ရဲ့လက်တွေကိုပြန်ကောင်းကျင်လွန်းတာကြောင့်ရှိသမျှပစ္စည်းဥစ္စာတွေအကုန်သုံးပြီးတော့နီလန်မောင်းစုံနဲ့ကုသဖို့ကြိုးစားခဲ့ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူးနောက်ဆုံးမှာတော့သူကဟိမွန်နာတောင်တန်းတွေပေါ်မှာရှိတဲ့အေရှန်ဝမ်လို့ခေါ်တဲ့ထူးခြားတဲ့ကုသသူတယောက်အကြောင်းကြားသိခဲ့ရပါတယ်။မော်အတက်ဆိုတာကိုသူမယုံကြည်ပေမဲ့လည်းတခြားနည်းလမ်းမရှိတော့တာကြောင့်မျောလင်းချက်အနေငယ်နဲ့ပဲတိဘက်ပြည်တီခရီးနှင်ခဲ့ပါတယ်။အေရှန်ဝမ်နဲ့စားသွေးချိန်မှာတိဘက်မယာရှင်တယောက်ဖြစ်တဲ့စထရိန်းဟာမော်ဆိုတာကိုလှောင်ပြောင်ပြီးတော့မယုံကြည်ခဲ့ပါဘူး။သူကမျက်မြင်ကိုယ်တွေထောက်ထားတွေကိုပဲယုံကြည်တဲ့သူဖြစ်လို့ပါ။ဒါပေမဲ့အေရှန်ဝမ်ရဲ့စွမ်းဆောင်ချက်တွေကိုကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့အခါမှာတော့သူ့ရဲ့တည်နာတဲ့မှုတွေကအလွန်ပဲကျဉ်းမြောင်းခဲ့မှတည်သွားပါတော့တယ်။အေရှန်ဝမ်ကမော်ဆိုတာတကယ်ရှိကြောင်းနဲ့ဒါဟာဒုတ်လေးဝေရံပြီးတော့ဂါရာမန်မုတ်နေတာမျိုးမဟုတ်ဘဲနဲ့စကြဝဠာနဲ့စိတ်ဝိညာဉ်ရဲ့သဘောတရားကိုနားလည်အောင်လှုပ်ဆောင်ရတာကြောင့်ဖြစ်ကြောင်းသင်ကြားပေးခဲ့ပါတယ်။ Strange ရဲ့မယုံကြည်သူဘဝကနေမော်အတက်တင်ယူသူတယောက်ဖြစ်လာတဲ့ခရီးစဉ်ဟာနှိမ့်ချမှုကိုသင်ယူရတဲ့ခရီးစဉ်ဖြစ်တယ်လို့သူ့ရဲ့နှစ်သာရကိုပါပြောင်းလဲစေခဲ့ပါတယ်။နှစ်ပေါင်းများစွာစ조사အားထုတ်မှုနဲ့သူ့ရဲ့အနတ္တမာနတွေကိုချိုးနှိမ်ပြီးတဲ့နောက်မှာတော့ Strange ကသူ့လက်တွေကိုပြန်လဲကူးသနိုင်ခဲ့ရုံနဲ့မကဘဲနဲ့ကဘာမျိုးဆောင်းရောက်သူတယောက်ဖြစ်ပါကြီးပြင်းလာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ဆရာအေးရှန်ဝမ်ကွယ်လွန်သွားပြီးတဲ့နောက်မှာသူဟာဆိုဆိုင်ယာစပရင်းမီဘွဲကိုစက္ကန့်ရရှိခဲ့ပါတယ်။ဆိုဆိုင်ယာစပရင်းမီတယောက်အနေနဲ့စထရိန်းကကဘာမီရဲ့မော်ဝင်ကာဝယ်ဆောင်ရောက်သူဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ရည်ချင်းတွေကိုအသုံးချပြီးတော့တခြားသူတွေနားမလည်နိုင်တဲ့တဘာဝလွန်အန္တရာယ်တွေထူးဆန်းတဲ့တရဝါတွေနဲ့တခြားကဘာကျူးကျော်သူတွေရန်ကနေကဘာကြီးကိုကာကွယ်ပေးနေတာပါ။အခု MCU နဲ့ဒေါက်တာစထရိန်းရဲ့ဇာတ်ကြောင်းကိုကြည့်ကြည့်ရအောင်။ဒေါက်တာစထရိန်းရဲ့ဇာတ်လမ်းကကာတွန်နဲ့အတိုင်းစင်တူပေမဲ့ MCU ရဲ့နောက်ခံကားချမ်းနဲ့ကိုက်ညီအောင်စမ်းသပ်တဲ့အလဲပြောင်းလေးတွေထည့်ထားပါတယ်2016ခုနှစ်မှာထွက်ခဲ့တဲ့ဒေါက်တာစထရိန်းရုပ်ရှင်ဟာကာတွန်နဲ့အချက်လက်တော်တော်များများကိုယူသုံးထားပေမဲ့ခေတ်သစ်ပုံစံလေးနည်းနည်းပြောင်းထားတာပါ MCU ထဲမှာတော့ဒေါက်တာစထရိန်းပြည့်ဗနီတီကွန်ဘာဘတ်ကတရုပ်ဆောင်ထားပြီးတော့သူကတော်လဲတော်တယ်လို့အတ္တကြီးတဲ့အာရုံကျော်ခွဲသိမ်းဆရာဝန်တယောက်ဖြစ်ပါတယ်ရုပ်ရှင်ထဲမှာစထရိန်းရဲ့ဇာတ်ကိုပေါ်လွင်အောင်ပို့ပြီးတော့ရိုက်ပြထားတာပါသူကအောင်မြင်တယ်ချမ်းသာတယ်ပြီးတော့သူ့လုံးမှာမာရွေးမရှိစုံလင်နေမှကြိုက်တဲ့နည်းနည်းမောင်းမာတဲ့သူတယောက်ပါသူကလူနာတွေကိုကုသယုံနေမကပါဘူးတခြားသူတွေမလုပ်ရဲတဲ့ခက်ခဲတဲ့ခွဲစိတ်မှုတွေကိုလုပ်ပြီးတော့လူနာတွေကိုကယ်တင်ပေးတတ်ပါတယ်စထရိန်းကဘယ်ရမဆိုအတော်ဆုံးဖြစ်ကျင်တဲ့သူဖြစ်လို့သူ့ကိုယ်ပိုင်လုံခြုံရေးနဲ့လူနာတွေရဲ့အသက်ကိုယ်တော်ဂရုမစိုက်ပဲစွန့်စားတတ်တဲ့သူပါဒါပေမဲ့သူကားအစည်းနဲ့ဖြစ်ပြီးလက်တွေထိခိုက်ပျက်စီးသွားတဲ့ခါမှာတော့အားလုံးပြောင်းလဲသွားကုန်ပါတော့တယ်ကာတွန်တွေကလိုပဲသူ့လက်တွေကဘယ်ဆရာဝန်မှပြန်မပြင်နိုင်တော့လောက်အောင်ပျက်စီးသွားခဲ့တာပါဒါကြောင့်သူ့ရဲ့တန်မိုးရမ်းကြောင်းအလုပ်သူ့ရဲ့တန်မိုးထားမှုတွေအားလုံးရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားပါတယ်
အဲ့လိုစိတ်ပြက်အားငယ်နေတဲ့အချိန်မှာအစွဲရနီလန်းပေါင်းစုံနဲ့ကုသဖို့ကြိုးစားပါတော့တယ်။ကော်လိုနယ်အတိုင်းပဲခိမိခွဲစိမ်းမှုတွေစံသက်ကုသမှုတွေကနေတရားမှတ်တဲ့နီလန်းတွေထိစုံနေအောင်လုပ်ခဲ့ပေမဲ့ဘာမှထူးမလာခဲ့ပါဘူး။အဲ့လိုဆိုးဝါးဆုံးခြေနေရောက်နေချိန်မှာပဲဟိမွန်တောင်ထဲမှာနေထိုင်တဲ့တီတာဆွင်တန်တရုတ်ဆောင်ထားတဲ့အေရှန်ဝမ်ကျောင်းကိုသူကြားသိခဲ့ရပါတယ်။ MCU ရဲ့ဒေါက်တာဆွင်းကိုတခြားလူတွေနဲ့မတူအောင်ထူးခြားစေတာတော့အဗန်ဂျာတွေတားနိုးတွေနဲ့ဟောဒီမာဒီဘာကြီးတွေပါဝင်တဲ့ပိုပြီးကျေပြန့်တဲ့ဆက်ကြဝဠာကြီးထဲမှာသူကဘလို့နေရပါဝင်နေတယ်လဲဆိုတာပါပဲသူရဲ့ဇလန်က MCU ရဲ့ပုံမကြီးမားတဲ့ဇာတ်ကြောင်းတွေမှာရေးပါတဲ့ခန်းကဏ္ဍတွေပါဝင်နေပါတယ်အထူးသဖြင့်ဒေါက်တာဆွင်းအင်းနဲ့မာဒီဘာဆော့မက်စနတ်မှာပါလာမဲ့မာဒီဘာစစ်ပွဲတွေနဲ့နောက်ပိုင်းမှာပါဒါပေမဲ့ဒေါက်တာဆွင်းကဘာလို့ဒီလောက်တောင်အင်အားကြီးနေရတာလဲသူ့ကိုဆိုဆာစပရီးမီဖြစ်လာစေတဲ့မြုံနိုင်တဲ့အစွမ်းတွေကိုလေးလာကြည့်ရအောင်ပါဒေါက်တာစထရိန်ဆိုတာခွန်အားကြီးတာမျိုးဒါမှမဟုတ်ဝစ်စုံလန်းတာမျိုးပဲရှိတဲ့တာမန်စူပါဟီးရိုးတယောက်တော့မဟုတ်ပါဘူးသူ့ရဲ့စွမ်းတွေကမော်ပညာအောင်နန်းနေနားလေတာမတူညီတဲ့အတိုင်းတာတွေကစွမ်းအားတွေနဲ့အချိန်နဲ့နေရာလက်ကိုစိတ်ကြိုက်ချဲလဲနိုင်စွမ်းနေရနေလာတာပါသူ့ရဲ့စွမ်းတွေကရှင်းအောင်မန်နန်တွေရှင်းအောင်ပစ္စည်းတွေနဲ့တခြားမှာပဲဇက်ကောင်တွေအိမ်မက်တာမမှတ်ဘူးတဲ့အရာတွေကိုလုံးဆောင်နိုင်တဲ့ဂါရာတွေပေါ်မှာခြေခံထားတာပါသူ့ရဲ့ထင်ကြအပြည့်စုံအစွမ်းတချို့ကိုပြောပြရရင်တော့မန်နန်နဲ့ရွတ်ဖတ်တာနဲ့မော်ပညာအောင်သုံးတာပဲဖြစ်ပါတယ်ဒေါက်တာဆွင်းရဲ့စွမ်းအားတွေကမော်ပညာနဲ့လက်တွေ့လောကကြီးကိုစိတ်ကြိုက်ပြောင်းလဲပြတာတွေဖြစ်ပြီးတော့ဒါကတကယ်ကိုလမ်းတဲ့အပိုင်းပါပဲသူကလမ်းတစ်ဖက်ဝေယံပြီးတော့စာသားတွေကိုအလွတ်ရွတ်နေတာမျိုးမဟုတ်ပါဘူးသူ့ပတ်ဝန်းကျင်ကလောကကြီးကိုပြောင်းလဲပြဖို့အတွက်စစ်မှန်တဲ့နက်ခတ်ဆိုင်ရာစွမ်းရည်တွေကိုသုံးချနေတာပါသူအသုံးများဆုံးနီလန်တစ်ခုကတော့ခုခံကာကွယ်တဲ့မန်နန်တွေပဲဖြစ်ပါတယ်စထရိန်ကသူ့ကိုယ်တူနဲ့တခြားသူတွေကိုဘလို့တိုက်ခိုက်မှုမျိုးအောင်ဆိုကာကွယ်ပေးနိုင်မဲ့မော်ဒိုင်းလာတွေကိုဖန်တီးနိုင်ပါတယ်အဲ့ဒီဒိုင်းလာတွေကဘယ်ရနဲ့မှဖောက်ထွင်းလို့မရတလောက်ပဲဆိုတော့ရန်သူတွေအတွက်သူ့ကိုလွယ်တကူနိုင်ယူဖို့တော့မလွယ်ပါဘူးတိုက်စစ်ပိုင်းမှာဆိုရင်လေစထရိန်ကမော်စွိုင်းအနေနဲ့ပြစ်ခတ်နိုင်တယ်လို့တဆင်နဲ့မော်စွိုင်းအနေနဲ့ပြုတ်လုထားတဲ့ဓမြောင်တွေတန်လျက်တွေကိုလည်းဖန်တီးနိုင်ပါတယ်ဒါတွေကရိုးရိုးမော်ပညာမျိုးတော့မဟုတ်ပါဘူးစထရိန်ကမာရီဘတ်ဆိုင်ရာဗဟုသုတတွေနဲ့အဲ့ဒီလက်နက်တွေကိုပို့ပြီးအစွမ်းထအောင်လုံနိုင်တာကြောင့်သူ့ရဲ့တိုက်ခိုက်မှုတွေကရန်အောင်ပြင်းထန်ပါတယ်စွမ်းရည်တွေနဲ့ပြစ်ပေါက်တာပဲဖြစ်ဖြစ်မော်ဓာတ်ကိုသုံးတာပဲဖြစ်ဖြစ်သူ့ရှေ့ကိုဘလို့ရန်သူပဲလာရင်ဆိုင်ဖို့တော့အသင့်ပါပဲဒါတွေမကသေးပါဘူးနောက်ထပ်လည်းရှိပါသေးတယ်သူ့ရဲ့နာမည်ကြီးတဲ့နီလန်တစ်ခုကတော့မော်ဝင်တကားပေါက်တွေပေါ်တယ်တွေဖွင့်ပြီးတော့တနေရာနေတနေရာကိုကူတန်းတာပဲဖြစ်ပါတယ်ဒါကဒေါက်တာဆွိန်းနဲ့စတားဂိတ်တို့စုံတွဲတယ်လို့မျိုးဖြစ်ပါတယ်သူကမတူညီတဲ့ dimension တွေကြားကိုကူတန်းနိုင်တယ်လို့ချိန်တွေကိုတော့ဖြတ်တန်းနိုင်ပါတယ်တနေရာနေတနေရာကိုမျက်စိသမိတ်တွင်ရောက်အောင်သွားနိုင်ပါတယ်ဒါကသူ့ရဲ့ဆွဲဆုံးသောစွမ်းနေတဲ့တစ်ခုဖြစ်ပြီးတော့ဘလို့တိုက်ပွဲမျိုးမှမဆိုအခြေအနေကိုပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်။ဘိုက်စတေးအားဆရာတယောက်ဖြစ်တဲ့ဒေါက်တာဆွင်းရမာဝယ်ဆက်ကြောက်လာတဲ့မှာဘိုးတုဒအကျွေးဆုံးမော်ဆရာတွေတဲ့တယောက်ပါ။အေရှန်ဝမ်စီမှာတင်ယူခဲ့တဲ့ပညာတွေကနေတဆင့်သူဟာရှင်းအောင်ကျမ်းစာတွေမေးပြောင်းနေတဲ့မန်နန်တွေနဲ့တခြားမော်ဆရာတွေနားလည်ဖို့ခက်ခဲတဲ့မော်ပညာတွေကိုအသုံးချခွင့်ရှိခဲ့တာပါ။သူကမော်စွမ်းတွေကိုဖန်တီးတာတဘောတရားတွေကိုထိန်းချုပ်တာနဲ့မတူညီတဲ့အတိုင်းတာတက်ရှိတွေနဲ့ဆက်တွယ်တာမှာကျွမ်းကျင်ပါတယ်။သူ့ရဲ့ဘူဒုဒကမန်နန်တွေမဟုတ်ပါဘူး။စကြဝဠာဆိုင်ရာဖြစ်တည်မှုတွေမတူညီတဲ့အတိုင်းတာအန်ရတွေနဲ့မာဒီစပါရဲ့ဖြစ်တည်မှုအစစ်မှန်တွေကိုလည်းသူကနားလည်ထားတာပါ။ဒါကြောင့်လေသူကမာဝယ်စကြဝဠာတွေမှာရေးပါတဲ့ဇက်ကောင်တယောက်ဖြစ်နေတာပါ။မာဝယ်ယူနီဗာဆဲမှာဒေါက်တာဆွင်းရလူသားတွေနားမလည်နိုင်တဲ့အစွမ်းတတ်အင်အားစုတွေကိုရင်ဆိုင်ပြင်ရှင်းရတဲ့နေရာမှာဒီကကြားတဲ့ဇက်ကောင်တယောက်ဖြစ်ပါတယ်။ဒေါက်တာဆွင်းကကြည့်ဘူးရင်သူဆွဲထားတဲ့နာမည်ကြီးဆွဲကြိုးလေးကိုသတိထားမိပါပါ။ဒါဟာအာဂါမိုတိုရဲ့မျက်လုံးပဲဖြစ်ပါတယ်။ဒီမျက်လုံးကအလှဆင်ပစ္စည်းတသက်မဟုတ်ဘဲနဲ့ဒေါက်တာဆွင်းရဲ့အစွမ်းတတ်ဆုံးမော်လန်တဲ့တစ်ခုဖြစ်ပါတယ်။ဒါအချင်းကိုထိန်းချုပ်နိုင်စွမ်းရှိပြီးတော့ဖုံးကွယ်ထားတဲ့မှန်တရားတွေကိုဖော်ထုတ်တာလှည့်စားမှုတွေကိုဖျက်ဆီးတာနဲ့အချိန်စည်းစိမ်မှုကိုပြောင်းလဲတာတွေလုပ်နိုင်ပါတယ်။ဓာတ်တိုင်မဲရှင်းတွေကဒေါမာမူနဲ့တိုက်ပွဲလိုမျိုးဇလန်ရဲ့ရေးပါတဲ့ခန်းကဏ္ဍတွေမှာဒီပစ္စည်းကအဓိကပါဝင်ခဲ့ပါတယ်။အချင်းကိုစိတ်ကြိုက်ကြီးမထိန်းချုပ်နိုင်ပေမဲ့စကြဝဠာတိုက်ပွဲတွေမှာတော့ဒါအားသာချက်တစ်ခုဖြစ်ပါတယ်။ဒေါက်တာဆွင်းရဲ့နောက်ထပ်အံ့ဩဖို့ကောင်းတဲ့အစွမ်းကတော့မိမိရဲ့စိတ်ဝိညာဉ်ကိုခန္ဓာကိုယ်ထဲကနေခွဲထုတ်နိုင်တာပဲဖြစ်ပါတယ်။ဒီလိုဝိညာဉ်အတွင်းနဲ့တခြားကမ္ဘာတွေကိုတွားရောက်တာတခြားသောဝိညာဉ်တွေနဲ့ဆက်သွယ်တာမျိုးတွေလုပ်နိုင်ပါတယ်။ဒါပေမဲ့ဝိညာဉ်ခွဲထုတ်ထားချိန်မှာမိမိရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကအကာအကွယ်မဲနေတတ်တာကြောင့်အန္တရာယ်တော့ရှိပါတယ်။စနစ်တကျတုံးချတတ်ရင်တော့ဒါဟာတိုက်ပွဲတွေနဲ့စူးစမ်းရှာဖွေမှုတွေမှာခြေနေကိုပြောင်းလဲပေးနိုင်တဲ့အစွမ်းတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့သူ့ရဲ့နာမည်ကျော်မော်ဝိယုံနီအကြောင်းပြောရရင်ဒါဟာသူ့ကိုကောင်းကင်မှာပြန်တန်းနိုင်အောင်ကူညီပေးပါတယ်။ထူးခြားတာကဒီဝိယုံမှာကိုပိုင်တိစိတ်ရှိပြီးတော့ဒေါက်တာဆွိန်းခတ်တွင်းနေချိန်မှာလူတွေကကူညီပေးတတ်ပါတယ်။ဒါဟာအသုံးဆောင်ပစ္စည်းတသက်မဟုတ်ဘဲနဲ့သူ့ရဲ့မော်စွမ်းနေတဲ့ခွဲခြားလို့မရတဲ့စိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ဒေါက်တာဆွိန်းမှာမမဲပရိသတ်မာကနေတော့မှအကုန်မသိနိုင်တဲ့လျှို့ဝှက်စွမ်းတွေအများကြီးရှိပါသေးတယ်။ The Social Supreme ဆိုတဲ့ပွဲဟာနာမည်တသက်မဟုတ်ဘဲနဲ့ကမ္ဘာမျိုးမော်အာနီယာတွေကနေကာကွယ်ရမယ်ကြီးမားတဲ့တာဝန်ကြီးတစ်ခုပဲဖြစ်ပါတယ်။သူကအမှန်တရားနဲ့မော်လောကကြာဟန်ချက်ညီအောင်ထိန်းညှိပေးရတဲ့သူဖြစ်ပြီးတော့
ဒါဟာအင်မတန်ထီးကျန်ပြီးတော့အနေများတဲ့တာဝန်ဖြစ်ပေမဲ့သူကတော့တာဝန်ကျေပွန်စာထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်ဒီနေရာကအရန်အနေများတဲ့တာဝန်တစ်ခုဖြစ်ပြီးတော့စတွဲရလည်းအဲ့ဒီတာဝန်ကိုအလေးနဲ့ထားပြီးထမ်းဆောင်နေတာပါဒါပေမဲ့တူရထားတဲ့ဒီဘွဲအမည်ကတော့အမြဲတမ်းအငင်းပွားစရာတွေဖြစ်နေတတ်ပါတယ်မာတီဝါစကူလုံးမှာရှိတဲ့တခြားသောမော်ပညာရှင်တွေစွမ်းအားကြီးနဗျားတွေနဲ့တခြားသောတတဝါတွေကလည်းစတွဲစီကနေအဲ့ဒီယာတူကိုလူယူဖို့စိန်ခေါ်နိုင်စွမ်းရှိကြပါတယ်The Asian One တယောက်တည်းရပဲဒီယာတူကိုရားခဲ့တာတော့မဟုတ်ပါဘူးတခြား reality တွေမှာဆိုရင်လည်း strain ရဲ့တခြားဘာရှင်းတွေကဒီယာတူကိုရားထားကြတာတွေရှိပါတယ်ကျွန်တော်မှာပဲ comment ထဲမှာဆိုရင်တော့ Steven Strain ကဒီဂုံနူးဆောင်ယာတူကိုအကြာကြီးရယူထားခဲ့တာပါဒါပေမဲ့ဂူလာကြီးဆိုဆာယာ Supreme ကတော့ဒေါက်တာဒွန်းပြစ်နေပါတယ် MCU ထဲမှာတော့တစ်ချိန်လုံးကဒေါက်တာဆွိုင်းရဆိုဆာယာ Supreme ဖြစ်ခဲ့ပေမဲ့တာနုရဲ့လက်ဖြောက်တီးမှုကြောင့်ပျောက်ကွယ်သွားခဲ့ပြီးတဲ့နောက်မှာတော့ဝေါင်းကဒီယာတူကိုဆက်ကန်ခဲ့ပါတယ်Straight ပြန်ရောက်လာရင်တော့မှဝေါင်းအမယ်ဒီယာတူကိုဆက်ပြီးရယူထားဆဲဖြစ်ပါတယ်ဒေါက်တာဆွိုင်းရဲ့ခီးစဉ်တစ်လျှောက်မှာအထင်ရှားဆုံးပိုင်းတစ်ခုကတော့ထပ်တိုင်မန်ရှင်ကိုအုပ်ချုပ်တဲ့ဒေါမာမူနဲ့ရင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်ဒေါမာမူဆိုတာအချိန်နဲ့နေရာတွေရဲ့အပြင်ဘက်မှာရှိနေပြီးတော့စေကူးကြီးလို့တော့မရနိုင်နဲ့စွမ်းအားတွေရှိတဲ့တတဝါကြီးပါသူကဒေါက်တာဆွိုင်းရဲ့အားအကောင်းဆုံးနဲ့အန်ရရှိဆုံးရန်သူတစ်ယောက်လည်းဖြစ်ပါတယ်ကောမစ်ထဲမှာတော့ဒေါမာမူကသူ့ရဲ့နာမည်ကိုချက်တွင်ဖို့နဲ့ဓာတ်တိုင်မန်ရှင်ကိုကဘာမြေထဲထိရောက်လာအောင်အချင်းချင်းစူးစမ်းရင်းနဲ့ဆွိုင်းနဲ့ထိတ်ထိတ်တွေ့ခဲ့ရတယ်အများကြီးရှိပါတယ်ဒေါမာမူနဲ့ပထမဆုံးရင်ဆိုင်ခဲ့ရတဲ့အချိန်ကတော့ဒေါက်တာဆွိုင်းတော့အမတ်တရဖြစ်ဆုံးပါပဲဘာလို့လဲဆိုတော့သူကအချိန်ရဲ့သဘောတရားကိုသုံးချပြီးတော့ဒေါမာမူကိုလည်စားတာကဘာမြေကိုခြံထားခဲ့ဖို့သဘောတူအောင်လုပ်နိုင်ခဲ့လို့ပါဒီလိုအင်အားကြီးလုံးတဲ့တက်တော်အားကြီးကိုစတွဲရသူ့ရဲ့ညံပညာနဲ့မော်တက်ကိုပဲသုံးပြီးနိုင်ယူနိုင်ခဲ့တာဟာသူ့ရဲ့တော်တက်ပုံကိုတတိပြနေတာပဲဖြစ်ပါတယ်မာဒီဖာကြောင့်ပြောရရင်တော့ MCU ကပို့ပြီးကျေပြန့်လာတာနဲ့မြမာဒီဖာဆာကာဆိုတဲ့အသုံးအနှုန်းတွေကိုပို့ပြီးတွေ့လာရပါတယ် reality ပေါင်းများစွာမှာကျွန်တော်တို့နဲ့ရှင်နွဲတည်ရှိနေတယ်ဆိုတဲ့ user ပဲဖြစ်ပါတယ်အထူးသဖြင့်ဒေါက်တာဆွိုင်းနဲ့မာဒီဖာဆိုမန်နဲ့ရုပ်ရှင်မှာစတွဲရဒီမာဒီဖာတွေကိုစူးစမ်းရှာဖွေရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ် comment ထဲမှာလည်းစတွဲရ reality အသစ်တွေနဲ့တော့မစိမ့်ခဲ့ပါဘူးသူကမတူညီတဲ့စွမ်းအားတွေဇေအိုင်မျိုးမျိုးရှိတဲ့သူ့ရဲ့ဘာရှင်းပေါင်းများစွာနဲ့လည်းထိတွေ့ခဲ့ပူပါတယ်တချို့ဘာရှင်းတွေကသူရဲ့ကောင်းတွေဖြစ်နေပေမဲ့တချို့ဘာရှင်းတွေကတော့စိုးသားနဲ့လူသားစားနှံစိုးတွေဖြစ်နေတတ်ပါတယ်ဒီလိုကျေပြန့်ပြီးအန်နေများတဲ့မာလီဘာထဲမှာစတွဲရလမ်းညွန်ပေးနိုင်စမ်းသူ့ကို Marvel Universe ရဲ့အရေးကြီးဆုံးပုံပေါ်တစ်ယောက်ဖြစ်စေတာပါဒေါက်တာဆွဲရဲ့ဇန်လန်းမှာကညမာဆိုတာအမြင်နဲ့ပါဝင်နေပါတယ်သူကသူ့ရဲ့ဉာဏ်ပညာနဲ့စွမ်းရည်တွေကိုအမြင်အားကိုးနေရပေမဲ့သူ့ရဲ့ကညမာကလည်းနောက်ွယ်ကနေအမြင်ပါဝင်နေတတ်ပါတယ်သူကဆိုဆာဆပရင်းမီဖြစ်လာတာကလည်းကြီးမားတဲ့စီမံကိန်းတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုလိုဖြစ်နေတာပါစတွဲရလည်းသူ့ရဲ့ရွေးချယ်မှုတွေကတကယ်ပဲအရေးပါရဲ့လားဒါမှမဟုတ်သူဆိုဆာဆပရင်းမီဖြစ်လာမှာရှောင်လွယ်လို့မရတဲ့ကညမာလားဆိုတာအမြင်နဲ့စဉ်းစားနေတတ်တဲ့သူပါသူ့ရဲ့ခီးစဉ်ကမော်ပညာကိုတတ်မြောက်ဖို့တွေမဟုတ်ပါဘူးဒီလောကကြီးရဲ့အစီအစဉ်တွေထဲမှာသူ့ရဲ့နေရာကိုလက်ခံဖို့နဲ့သူ့ရဲ့ကံကြမ္မာဟာ reality တစ်ခုလုံးကိုကာကွယ်ဖို့ဆိုတာကိုနားလည်သဘောပေါက်ဖို့လည်းလိုအပ်ပါတယ်ခွဲသိစရာဝန်တယောက်ဘွားကနေမာဒီစပါကိုကာကွယ်ပေးနေတဲ့သူဖြစ်လာတဲ့ဒေါက်တာဆွေးရမာဘယ်ရဲ့အထူးခြားဆုံးနဲ့စွမ်းတဲ့ဆုံးလူရဲကောင်းတယောက်ဖြစ်လာခဲ့ပါတယ်သူဟာတကယ်ကိုထူးခြားတဲ့သူတယောက်ပါသူဘာတွေလုံးနိုင်အောင်လဲဆိုတာကန့်သတ်ချက်မရှိတာပဲသူ့ကိုစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်စေတာပါကဲဗီဒီယိုလေးကတော့လောက်ပါပဲခုဆိုရင်တော့ဒေါက်တာဆွေးညောင်းကိုစားအနေဆုံးကြီးတော်တော်လေးစောစောလုံးလေးတည်သွားကြပြီလို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ Hero Max Channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါဦးကျွန်တော်ကတော့ Max ပါအားလုံးပဲကျမ်းမာချမ်းသာကြပါစေ